ဒီကောင်မလေးကသူ့ရေးစားပေးတဲ့လက်ဆွဲကိုဝတ်ပြီးဖျောင်းတိုင်ရှိမှဆူတောင်းသုံးခုတောင်းခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲသူတောင်းခဲ့တဲ့ဆူတောင်းတိုင်းကပြောင်းပြန်ဖြစ်လာခဲ့တယ်ပထမဆူတောင်းကထီပေါက်ဖို့ဖြစ်ပေမဲ့သူ့ဖေကဒေါ်လာ10 သန်းအကျွေးတင်သွားတယ်ဒုတိယဆူတောင်းကမိသားစုကျန်းမာဖို့ဖြစ်ပေမဲ့သူ့မေကရုတ်တရက်ကင်ဆာရောဂါရသွားခဲ့တယ်တတိယဆူတောင်းကပိုလာဖို့ဖြစ်ပေမဲ့သူမကအသက်ခွက်20ရွယ်အဖွားကိုတယောက်လိုဖြစ်သွားခဲ့တယ်စက်တိုက်ဖြစ်လာတဲ့ကန်ဆိုးမှုတွေကြောင့်ကောင်မလေးလုံးဝစိတ်ပြတ်တော့အာဘီနာကျင်စရာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုတ်တရက်သူမဆူတောင်းခဲ့တဲ့နေ့ကိုပြန်ရောက်သွားခဲ့တယ်ရေးစားကသူမအတွက်ဂယူးတစ်စိုက်ပြင်ဆင်ထားတဲ့လက်ဆွဲကိုထုတ်ပြပြီးဒီလက်ဆွဲမှာမော်ပညာရှိတယ်လို့ပြောခဲ့တယ်ပြီးတော့ဆူတောင်းတွေမြင်မြန်နှောင်းဖို့တိုက်တွန်းခဲ့တယ်ကောင်မလေးကတန်တရားဝင်နေခဲ့တယ်ဒါကြောင့်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာရေးစားရဲ့ညီမရဲ့လက်ချောင်းမှာပတီးစီးထားတာကိုတွေ့လိုက်ရတယ်တိုက်ဆိုင်စွာပဲသူမရဲ့လက်မှာလည်းအတူတူဒဏ်ရာရှိနေခဲ့တယ်ဒါနဲ့သူ့လက်ကဒဏ်ရာပြောက်သွားပါစေလို့ဆူတောင်းလိုက်တဲ့အချိန်မှာရုတ်တရက်သူမရဲ့လက်ချောင်းမှာစုခနဲ့နာသွားပြီးဒဏ်ရာတစ်ခုပေါ်လာတယ်ဒါပေမဲ့ညီမရဲ့ပတ်တီးကတော့အံ့ဖွယ်နည်းနဲ့ပြောက်သွားခဲ့တယ်ကောင်မလေးအရန်အံ့ဩသွားပြီးနင့်လက်ကဘလို့ကောင်းသွားတာလဲလို့မေးလိုက်တယ်ဒါပေမဲ့ညီမကငါလက်ဘယ်တော့မှမထိခိုက်ဘူးလို့ပြန်ဖြေခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်မလေးအမှန်တရားကိုနားလည်သွားတယ်ဒီလက်ဆွဲကဆူတောင်းကိုဖြည့်ဆည်းပေးတာမဟုတ်ဘူးတခြားလူရဲ့ကံကောင်းမှုကိုယူပြီးသူမစီပြောင်းပေးနေတာဖြစ်တယ်ဒါနဲ့သူမလည်းဆွဲကိုချက်ချင်းဆွဲဖြုတ်လိုက်ပြီးရေးစားကသူမကိုကျင်းစားတိုက်ထားတယ်လို့ဒေါသအကြီးဆွဆွဲလိုက်တဲ့ရေးစားကတော့လုံးဝဇဝေးဇဝါဖြစ်သွားတယ်သူကလည်းဆွဲကိုကောက်ယူပြီးဆုလက်ဆောင်ပြီးရှေ့မှာပထမဆုရကျင်တယ်လို့ဆုတောင်းလိုက်တယ်ပြီးလဲပြီးတဲ့အခါအံ့စရာကောင်းလောက်အောင်ပထမဆုနေရာမှာတိကျရက်သွားခဲ့တယ်ဒါကိုမြင်တော့ကောင်းမလေးပို့ပြီးရှုပ်ထွေးသွားတဲ့ရေးစားကလည်းနူးညံ့စွာပြုံးပြီးလဲဆွဲကိုပြန်ဝစ်ပေးခဲ့တယ်ပြီးတော့မင်းတွေးနေတာတွေအကုန်မားနေတယ်လို့ပြောပြီးထက်ဆူတောင်းဖို့ပြောခဲ့တယ်ဒါပေမဲ့ကောင်းမလေးကတော့မယုံသေးဘူးဒါကြောင့်နားရွက်နောက်ကမဲ့သေးသေးလေးပျောက်သွားစေဖို့ဆူတောင်းလိုက်တယ်ပါတီပြီးသွားတဲ့အချိန်မှာတော့ရုတ်တရက်သူမမျက်နှာအရန်ရလာခဲ့တယ်မန်ရှိကိုပြေးကြည့်လိုက်တဲ့အခါမျက်နှာတစ်ခုလုံးမှာအနီရောင်ဖုတွေပေါ်လာနေခဲ့တယ်သူမကြောက်လန့်ပြီးမျက်နှာကိုအချိန်ချင်းတစ်နေပေမဲ့အဖုတွေကပိုပြီးများလာခဲ့တယ်အဲ့ဒီအချိန်မှာဖုံးကိုကောက်ကြည့်လိုက်တော့ရေးစားရဲ့ညီမရဲ့မျက်အဘော်ကမဲ့လေးကအံ့ဖွယ်နည်းနဲ့ပျောက်သွားတာကိုတွေ့လိုက်ရတယ်အဲ့ဒီအခါမှာတော့ကောင်မလေးတကယ်နားလည်သွားခဲ့တယ်ဒီလဲဆွဲကဆူတောင်းတွေဖြည့်ဆည်းပေးနေတာမဟုတ်ဘူးသူမရဲ့ကံကောင်းမှုအတွက်တခြားလူရဲ့ကံဆိုးမှုကိုလဲလှယ်ယူနေတာပဲ